Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အကြောင်းတစ်ခုလေးပြောချင်လို့ပေါ့အဓိကကျွန်တော်ရဲ့ experience လေးပေါ့နော် experience ဆိုတာကျွန်တော်အဓိက parenting ပေါ့နော်အခုကဒီအမေအတွက်ပေါ့နော်ဒီကအမေတွေအတွက်ပြောပြချင်တာပေါ့နော်ကိုသားလေးမွေးထားရမယ်ဆိုရင်ပုဂ္ဂိုလ်သားလေးကိုဘယ်လို parenting လုပ်အောင်မှာပေါ့နော်အဓိကသားလေးမွေးထားတဲ့အမေတွေအတွက်ပေါ့နော်ကျွန်တော်အမေကျွန်တော်ဘယ်လိုတွင်တင်ဆုံးမခဲ့လဲဆိုတော့ကျွန်တော်နည်းနည်းလေးပြောပြချင်တာပေါ့နော်နည်းနည်းလေးပါပဲစကားနည်းနည်းလေးပြောချင်တာစိတ်ထဲမှာပေါ်လာတာပေါ့နော်တော်တော်များခုနောက်ပိုင်းပေါ့နော်ကောင်လေးတွေကmain ကလေးတွေကိုပေါ့နော်respect မထားဘူးပေါ့နော်အဲ့လိုအခုခေတ်ကောင်လေးဆိုပို့ဆိုးတယ်ဘယ်လိုပြော responsibility တွေမရှိဘူးပေါ့နော် respect တွေမရှိဘူးအခုနောက်ပိုင်းဆိုအိမ်ထောင်ရေးတွေကတည်ရမလားရိုက်တာပါတယ်ပုတ်တာဖြစ်ကြတာပေါ့နော်အမေကကျွန်တော်ကိုပေါ့နော်ဒီလူပြိုပေါက်ကြတဲ့ပေါ့နော်လူပြိုမပေါက်ခင်ကြတဲ့ပေါ့လူပြိုပေါက်တော့ကြတဲ့ပို့ပြီးတော့တင်းကျက်လာပေါ့နော်သူကတနေ့ကျရင်သူ့သားကွာလူများလက်ထဲအပ်ရမှာပေါ့နော်အပ်တဲ့အချိန်မှာလူများလက်ထဲရောက်တဲ့အချိန်မှာသူ့သားပေါ့နော်လုံးဝ gentleman ဖြစ်ရမယ်အမှုကိစ္စလည်းနိုင်နေရပေါ့နော်ဘာဆိုတော့ကျွန်တော်ဖေကအချက်ပြောက်တိတ်မကောင်းဘူးအမေကဖျားနာတဲ့ခါကျရင်တည်ရမလားဖေကမချက်တက်တော့အခက်တွေ့တာပေါ့အဲ့ဒါကိုကျွန်တော်ငငယ်လေးကလေးအချက်ပြုတ်တင်ထားပေးတယ်ဒါလို့နေမိမရခဲ့ရင်နေမိမနေမကောင်းခဲ့ရင်ချက်ပြုတ်တတ်အောင်ဆိုပြီးတော့တင်ပေးခဲ့တယ်ပြီးတော့ main ကလေးတွေကိုဘယ်လိုလေးစားရမလဲဆိုလဲတွန်တင်ပေးခဲ့တယ်အရေးကြီးတဲ့အချက်ပေါ့နော်မိဘတွေပေါ့နော်ဒီသားရှင်မိဘတွေဆိုကိုမွေးလာတဲ့သားပေါ့နော်ယောက်ျားပီတာဖို့တင်ပေးရအောင်ယောက်ျားပီတာရဲဆိုတာသိရမလား main ကလေးကိုတယောက်အထယ်လဲတွဲသိရမလားအဲ့လိုပြောတာမဟုတ်ဘူးအဓိက gentleman responsibility နဲ့ accountability ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိတတ်ရမှာပေါ့နော်အဲ့လိုစိတ်ထား mindset ရှိအောင်တင်ပေးရမယ်ပြီးတော့ main ကလေးတယောက်ကိုဘယ်လို respect ထားမယ်လေးစားရမယ်တင်ပေးရမယ်ဘာလို့ဆို main ကလေးကယောက်ျားလေးနဲ့ရှင်အားနွယ်တယ်အဲ့ပေါ့နော်ဘလို့ဖြစ် main ကလေးကရှင်လာပေါ့ယောက်ျားလေးရှင်လာတော့အရှုံးဘက်မှာဖြစ်တဲ့အတွက်ကိုယ့်ထက်အားနွယ်တဲ့သူကိုသိရမလားဒီအားနဲ့တမူပေါ့နော်ပါစက်နဲ့ဖြစ်အားနဲ့ဖြစ်ပေါ့နော်အနိုင်မကြည့်ရဖို့အတွက်လုံးဝလေးစားဖို့အတွက်ကိုဒီသားရှင်အမေကအတင်ပေးရပေါ့နော်ကိုသားကြီးပြင်းလာတဲ့အခါကျပေါ့နော်လူများလက်ထက်အပ်တဲ့အခါကျကိုသိရမလားသားနှုတ်ကြမ်းရင်အမိဘယ်လိုပြောမလဲစကားပုံအားလေသားသမီးမကောင်းမိဘကောင်းပေါ့နော်ကိုသားသမီးပေါ့နော်ဒီလူများလက်ထက်အပ်တဲ့အချိန်မှာပေါ့ကောင်းကောင်းမွန်မွန်နဲ့ဒီအမအရန်တော်တာပေါ့နော်အဲ့ဒါကိုသားသမီးကောင်းရင်မိဘပေါ့ဂုံယူနေရမှာပေါ့နော်တော်တော်များမိဘတွေကအေးဘယ်လိုပြောကိုသားသမီးပေါ့နော်gentleman ဖြစ်အောင်မတင်ပေးနိုင်ကြဘူးပေါ့နော်အဲ့ဒါကြောင့်ဒီအိမ်ထောင်ရေးပြဿနာတွေဖြစ်ကြတာပေါ့နော်အိမ်ထောင်ရေးမှာအကြမ်းဖက်မှုတွေအိမ်တွင်းကြမ်းဖက်မှုတွေဖြစ်ကြတာပေါ့နော်နဲ့ကျွန်တော်ကတော့ကံကောင်းတာကျွန်တော်ဖေဆိုရင်လည်းကျွန်တော်သူတို့ပေါ့နော်သူတို့အတန်းပညာနဲ့ပဲမဲ့တကယ်ဟောတာပေါ့နော်အသိပညာအတတ်ပညာကျွယ်ဝတဲ့ကျွန်တော်မိပါတယ်အဖေဆိုရင်ကျွန်တော်73နှစ်လူပြိုပေါက်ကြတဲ့ကျွန်တော် sex education နဲ့တင်ပေးတဲ့အမေလဲဆိုရင်ဘယ်လိုကောင်း main ကလေးတွေကိုဘယ်လို respect ထားမလဲဘယ်လို gentleman ဖြစ်ရမလဲဘယ်လိုတည်ရမလား responsibility accountability ရှိရမယ်ဆိုတော့တင်ပေးတယ်ကျွန်တော်ကတားတယောက်ဆိုသူတို့ပိုကြောက်တာပေါ့နော်သူအဖြစ်မှာကြောက်တယ်ပြက်မှာကြောက်သူတို့အဲ့ဒါကြောင့်လုံးဝတွန်တင်ဆုံးပါတယ်မပြတ်စီအောင်လမ်းမှန်အောင်ဒီအဲ့လိုတွန်တင်ပေးတာပေါ့နော်တကယ်လေးစားဖို့ကောင်းတယ်ကျွန်တော်မိပါတယ်ကျွန်တော်အရန်ကျေးဇူးတင်တယ်ဒီမိဘမှာမွေးဖွားလာတဲ့အတွက်ပေါ့နော်အဲ့ဒီကျွန်တော်ရဲ့ experience လေးပေါ့နည်းနည်းလေးsharing လုပ်ပေးချင်တာပေါ့နော်ဒီမိဘငယ်တားရှင်ဖြစ်မဲ့မိပါတယ်ပေါ့နော်ကိုတားသမီးကိုဒီအမလားဒီ parenting skill ပေါ့နော်ဒီ gentleman ဖြစ်အောင်လူကောင်းလူမွန်ဖြစ်အောင်တွန်တင်ပေးရမှာပေါ့ငါသားရှင်ပဲပေါ့နော်ဘာမှနစ်နာစရာမရှိဘူးဆိုပြီးတဲ့သဘောမျိုးနဲ့ပေါ့အဲ့လိုမလုပ်ကောင်းပေါ့နော်အဓိကကိုသားသမီးကိုသားပေါ့နော်လူများသမီးယူတဲ့အခါကျရင်ပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုပေါ့နော် gentleman စိတ်တက်လက်ရှိအောင်တွန်တင်ပေးဖို့လိုတာပေါ့နော်ဒါလေးပဲပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုကိုနားထောင်ခြင်းအားဖြင့်အကျိုးတစ်ခုရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်တကယ်လေးကျေးဇူးတင်ပါတယ် bye bye